စန်းသစ္စာလာကလေးဟာအဲ့ဒါရေးချပါပြောင်းမြန်လှဲ့ကဝတ်ဆန်ထိုးအဲ့ဒါတဝေထိုးရေအိုးကလေးရွက်လာရင်အဲ့ဒါလုံးကြီးတင်မှာမျက်စံခတ်လုံးကြီးတင်ဆန်ခတ်ဆိုတဲ့ဒီကြပြလေးကိုသင်တဲ့အခါမှာကျမတို့ကဒီသင်္ကေတလေးတွေကိုသင်ဖို့အတွက်ဖြစ်ပါတယ်ရေးချတဝေထိုးလုံးကြီးတင်ဆန်ခတ်ပေါ့နော်အဲ့ဒီသင်ခန်းစာမှာဒီဟာလေးတွေကိုရေးတဲ့အခါမှာကျမတို့က၄ချောင်းမြင်းမှာဒီသင်္ကေတတွေကိုရေးဖို့အတွက်သင်ပြမယ်ရေးချတဝေထိုးလုံးကြီးတင်ဆန်ခတ်ထားရရဲ့ရေးဆွဲတဲ့ပုံစံပြီးသွားရင်၄ချောင်းမြင်းထဲမှာဘယ်လိုရေးမလဲဆိုတဲ့ဟာကိုအပြည့်ကလေးတွေနားလဲအောင်သူ့ရဲ့သင်္ကေတလေးတွေကိုမှတ်မိအောင်သင်ပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပုဒ်မှာတော့ဘူးတီကလေးဝါတုတ်ဆိုတဲ့ကြပြလေးကိုဘယ်လိုသင်မလဲဆိုတာကိုပြောပြပေးပါမယ်ကျမတို့ကကလေးလေးကကြပြစာသားတွေကိုမဖတ်နိုင်သေးတာဖြစ်တဲ့အတွက်ဘူးတီကလေးဝါတုတ်ဆိုရင်ကျမတို့ဘူးတီပုံလေးကိုဆွဲပြမယ်ပြီးသွားရင်သူ့ရဲ့နောက်ထပ်စာသားတွေမှာပါတဲ့စာကြောင်းလေးတွေဆိုရင်လည်းအဲ့တိုင်းပဲပေါ့နော်ကျမတို့ကကြပြဆိုရင်နဲ့ပုံကိုဆွဲသွားရမှာဖြစ်ပါတယ်ပုံကိုကြိုဆွဲထားစရာလည်းမလိုပါဘူးကြပြကိုဆိုမယ်ပြီးရင်ပုံဆွဲမယ်အဲ့လိုပုံစံလေးနဲ့သူတို့မှတ်မိအောင်စိတ်ဝင်စားအောင်သင်ကြားရမှာဖြစ်ပါတယ်ရှင်အခုပြောပြထားတဲ့ပုံစံလေးတွေကသင်ထကူကိုကိုယ်တိုင် flash card တွေကားချက်တွေမလုပ်ထားနိုင်ရင်လည်းသင်ဘုံမှာဒီလိုပုံစံလေးတွေနဲ့သင်လို့ရတယ်ဆိုတာကိုကျွန်မကပြောပြပေးထားတာဖြစ်ပါတယ်အခုဒီမှာကျွန်မဆွဲပြတာဆိုရင်ခေါင်းဆုပ်ဖွားနဲ့ကိုရဲ့ပြောင်းဘူးနဲ့တူတယ်လှကျင်လွန်းကြက်တောင်စီမိနနက်တီဒါဆိုရင်ကျမတို့နနက်တီရဲ့ပုံစံလေးကိုသိအောင်သူတို့ကိုပြလိုက်မယ်ပြီးရင်ပိန်သေးအရက်ရှိဖေကြီးပဲလေးမွေဒီရဲ့ပုံစံကိုကျမတို့ဆွဲပြလိုက်မှာဖြစ်ပါတယ်ပြီးသွားရင်နောက်တစ်ခါစူးတွေများလို့ဒေါသကြီးမေဒူးရင်ဒီလည်းရှိတယ်မြစ်တာထားလို့ဂိယူနာကြီးမေဖရဲဒီလည်းရှိတယ်အဲ့တော့ကျမကဒီမှာဒူးရင်ဒီပုံလေးဆွဲပြထားတယ်ကြပြစာသားပေါ်မှာလိုက်ပြီးတော့ကိုဆွဲခြင်းတဲ့ပုံကိုပြောင်းလဲပြီးတော့ဆွဲလို့ရမှာဖြစ်ပါတယ်အခုကျမပြပြခဲ့တာကဒီဘူးဒီကလေးဝါတုတ်ကြပြကိုဘလို့သင်ကြမလဲဆိုတာကိုပြပြပေးခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူး